ကိုမျိုးဝင်းတန်းကမေးထားပါတယ်ကွယ်လွန်သူလွတ်ခဲ့တဲ့နမတ်အတွက်ကြံရစ်သူကဖြည့်ပေးဖို့တာဝန်ရှိလားဖြည့်ပေးဖို့နီလန်းဘယ်လိုရှိပါတယ်လဲသိလိုပါတယ်ဆရာ Bismillahirrahmanirrahim လူတယောက်လွတ်ခဲ့တဲ့ Faraz Namaz တွေအဲ့လိုပဲလူတယောက်လွတ်ခဲ့တဲ့ Faraz Roza တွေဒီ Roza တွေကိုနောက်လူတယောက်ကပြန်ဖြည့်ပေးလို့မရဘူးပြန်ဖြည့်ပေးပိုင်ခွင့်လည်းမရှိဘူးအဲ့ဒါမှပုံစံတစ်ခုတော့ရှိတယ်လူတယောက်ကကွယ်လွန်တည်ဆုံးသွားမယ်ကွယ်လွန်တည်ဆုံးသွားပြီဆိုရင်အဲ့ဒီလူလွတ်ခဲ့တဲ့ Namaz တွေအတွက်အဲ့ဒီလူလွတ်ခဲ့တဲ့ Roza တွေအတွက် Fidya ပေးပေးလို့ရတယ်ရော်ကြီးပေးပေးလို့ရတယ်အဲ့ဒီ Fidya ကိုအကြောင်းခံပြီးအလ္လာဟ်တအာလာဒီလူရဲ့ဒီဂုဏတွေကိုအလ္လာဟ်တအာလာခွင့်လွှတ်လိုက်မယ်လို့မျှော်လင့်ရအဲ့တော့ဒီ Fidya ရဲ့ပုံစံတချို့ရှိတယ်ခဲရလူတယောက်ကနောက်ဆုံးကွယ်လွန်တည်ဆုံးခံဒီမှာသူဝစီယတ်လုပ်ခဲ့မယ်ငါဘဝမှာငါစင်ဒဂီမှာနမတ်ဘယ်နှကြိမ်လုပ်ခဲ့တယ်ရိုဇာဘယ်နှလုံးလုပ်ခဲ့တယ်မင်းတို့ငါရဲ့ရိုဇာရဲ့အစားငါရဲ့နမတ်ရဲ့အစား Fidya ပေးပေးပါလို့သူဝစီယတ်လုပ်ခဲ့မယ်အမွေစားအမွေခံဒီဆိုရင်အဲ့လိုအခြေအနေမှာအမွေစားအမွေခံဒီပေါ်မှာဒီဝစီယတ်ကိုဒီဝစီယတ်အတိုင်း Fidya ပေးပေးဖို့အရေးကြီးတယ်လာစဉ်ဖြစ်တယ်ဘယ်ထရပေးလို့ရမလဲဆိုတော့ဒီကွယ်လွန်တည်ဆုံးသူခြံရိတ်ခဲ့တဲ့ဥစ္စာပစ္စည်းရဲ့သုံးပုံထရပေးရဥပမာလူတယောက်က300အမွေခြံခဲ့တယ်300အမွေမှာသုံးပုံဆိုရင်300အဲ့ဒီ300ထဲကနေသူဝစီယတ်လုပ်ခဲ့တဲ့ဒီ Fidya နမားတွေရဲ့ Fidya ရိုဇာတွေရဲ့ Fidya ကိုပေးပေးဖို့အရေးကြီးတယ်အမွေစားအမွေခံဒီပေါ်မှာအဲ့သူလွတ်ခဲ့တဲ့နမားတွေကတိတ်များတယ်သူလွတ်ခဲ့တဲ့ရိုဇာတွေကတိတ်များတယ်ပေးနဲ့300ပြည့်သွားပြီးနောက်ထပ်လည်းကြံနေတယ်ဆိုရင်နောက်ထပ်အမွေစားအမွေခံဒီကြံရှိတဲ့အမွေစားအမွေခံဒီအားလုံးကသဘောတူညီတယ်အဲ့ဒီထဲမှာခလေးမပါရဘူးဘာနာဘာလစ်ခလေးမပါရဘူးဂိုင်ရအာကီလ်မပါရဘူးအရွယ်ရောက်ပြီးသားအာကီလ်ဘာလစ်လူတွေဒီအမွေစားအမွေခံဒီအားလုံးကခြေနဲ့တယ်သူရဲ့ဒီကြံတဲ့ပတ်စံဥစ္စာပစ္စည်းတွေကနေသူလုခဲ့တဲ့ Fidya နမားတွေရဲ့ Fidya ရိုဇာတွေရဲ့ Fidya ကိုပေးဖို့အားလုံးလက်ခံတယ်ဆိုရင်ဒါပေးဖို့လို့ရတယ်ဘာမှပြဿနာမရှိဘူးအကယ်၍လူတယောက်ကသူကွယ်လွန်တည်ဆုံးတဲ့အခါမှာသူဝစီယတ်မလုပ်ခဲ့ဘူးသူနမားတွေနဲ့ပတ်သက်ပြီးရိုဇာတွေနဲ့ဝစီယတ်မလုပ်ခဲ့ဘူး Fidya ပေးဖို့အတွက်ဝစီယတ်မလုပ်ခဲ့ဘူးဆိုရင်ကြံရစ်သူတွေအတွက်အဲ့ဒီဝစီယတ်မလုပ်ခဲ့တဲ့ပုံမှာဒီနမားတွေရိုဇာတွေရဲ့ Fidya ပေးဖို့တာဝန်မရှိဘူးဒါပေမဲ့မမီတို့ဘက်ကနေအဟ်ဆာအနေနဲ့မမီတို့ရဲ့မိဘဖြစ်တယ်မမီတို့ရဲ့ဆွေမျိုးသားချင်းဖြစ်တယ်မမီတို့ကသူ့ဘက်ချန်သူ့ဘက်ကနေဒီနမားတွေရိုဇာတွေရဲ့ Fidya ကိုပေးမယ်ဆိုရင်တော့ဒါအကောင်းဆုံးဖြစ်တယ်ဒီ Fidya ကိုအကြောင်းခံပြီးအလ္လာဟ်တအာလာသူ့ကိုခွင့်လွှတ်မှုအလ္လာဟ်တအာလာချီးမြှင့်လိုက်မှာဖြစ်တယ်အဲ့တော့ Fidya ဘယ်လောက်ပေးရမလဲဆိုတော့ Fidya တစ်ခုကနမားတစ်ချိန်က Fidya တစ်ခုဖြစ်တယ်နမားတစ်ချိန် Fidya တစ်ခုကဘယ်လောက်လဲဆိုတော့ Fitra တစ်ခုနဲ့ညီတယ်ကျွန်တော်တို့8နှစ်ကျရင် Fitra ပေးတယ်Fitra ပေးတဲ့တန်ဖိုးဘယ်လောက်ရှိလဲအဲ့ဒီတန်ဖိုးကျွန်တော်တို့အများနဲ့ထုတ်ပြန်ခြင်းညာလေးရှိတယ်တက်ဆိုင်ရာဖွဲ့စည်းတွေရတယ်အဲ့ဒီ Fitra တစ်လုံးနဲ့ညီတယ်အဲ့တော့တရက်မှာနမား9ချိန်ရှိတယ်ဆိုရင်နမား9ချိန်အပြင်ဝီတင်နမားရဲ့ Fidya ကိုလည်းပေးဖို့အရေးကြီးနမား6ချိန်နဲ့ပတ်သက်ပြီးတရက်ကို Fidya ပေးဖို့အရေးကြီး